ဖြစ်ပါတယ်ဘယ်ကြောင်ထုတ်ပြီးရတယ်မြအာဖဂန်တင်းမင်းအက်စဘာရီဒီရထဲမှာပဲခြေနေကြည့်နေတယ်ကန်လာပြီကိုကြီးခင်ဗျာအခုချိန်မှာတော့ဘယ်ကကြီး14မိနစ်အရောက်မှာပဲအာဖဂန်အသင်းကဥဆောင်ကိုစတင်ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ရရှိသွားတဲ့တွင်းကိုတော့အာဖဂန်အသင်းရဲ့ကျောင်းနံပါတ်19အိုမစ်ပိုစဇေးကတင်သွားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာမအနေငယ်ပေါ်ဆခဲ့လို့ပဲဆိုရမှာပဲဖြစ်ပါတယ်အိုမစ်မူဆာဝီရဲ့ဝါနနဲ့ဖြတ်ချိုးပေးမှုကိုအိုမစ်ပိုစဇေးမောင်ရင်ရှိကန်သွင်းပြီးတော့အာဖဂန်အသင်းတို့ဥဆောင်ကိုတော့ဘယ်သားချင်း14မိနစ်အရောက်မှာပဲတင်ပြီးသွားခဲ့တာပဲဖြစ်ပါတယ်စမမာတင်မေဟင်ဖြိုဝင်းချက်လက်လာတယ်လူမောင်နဲ့ပြန်တွေ့တဲ့လူမျိုးအောင်ညမချောင်းထုတ်ပေးသွားပြီမမောင်တွင်းအေးဖြတ်ချိုးပြီးခေါင်းတိုင်းပြီခေါ်ပြီလားဒီချိန်မှာတော့ပြိတ္တတွေမျောနေနေတဲ့ခြေပေါက်ကိုတော့ဒီနေ့အသင်းရဲ့တိုက်စစ်ပိုင်းမှာပွဲထွက်ပေါ်နေတဲ့အကားပါတယ်လက်ရှိပွဲသားချိန်28မိနစ်ရောက်မှာတော့ဒီမှာပြိတ္တတွေအတွက်တွင်ယူပေးသွားနိုင်ပြီလည်းဖြစ်ပါတယ်ဒီချိန်မှာတော့မမောင်လွင်ရဲ့အသေးသက်ဆုံးပေးဖို့လက်ကရီတကယ်လို့လာပါတေးပဲ
ကယ်ကိုအော်စရာကောင်းတဲ့အခက်အခဲတစ်ခုပါဒီနေ့တစ်ခုကနေအသေးကောင်းဆောင်လက်ပတ်ကိုလွှဲပြောင်းရောက်ထားခဲ့တဲ့မမောင်လေးဒီချိန်မှာတော့သူရဲ့အကောင်းဆုံးကံရတဲ့ပရိသတ်တွေကိုပျော်ရွှင်အောင်ဘယ်ကစားသမားအမြန်စွမ်းဆောင်ပေးသွားနိုင်မလဲစောင့်ကြည့်ရမလဲဆိုတဲ့အခြေအနေမှာဒီချိန်မှာတော့အသေးကောင်းဆောင်မမောင်လေးပရိသတ်တွေရဲ့ပျော်ရွှင်မှုရရှိဒီချိန်မမောင်လေးရဲ့ညာကြီးအဝေးကန်ချက်တော်တော်ကောင်းမွန်ခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့နဲ့လက်ပြပေါ်ပေးဖို့မှုကနေပြန်ပတ်ပရိအေးရနဲ့တော်တော်ခက်လန်းလန်းအနေထားမျိုးကနေအတင်းကောင်းဆောင်မမောင်လူရဲ့ညာကြီးအဆုံးသက်ချက်အဖြစ်ပြောရမရှိတော့ကောင်းမွန်ခဲ့ပြီးတော့ဒီလိုပွဲစဉ်ရဲ့တကယ်ကိုရေးပါလာတဲ့